အဖွားရေးစားကစူပါမန်မို့လို့ဒီနေ့ကစပြီးအဖွားကသွားတိုက်တာနင်းကရဲစားမရှိတော့သွားတိုက်စရာမလိုပါဘူးတခါတလေဘဲဘဲမရှိတဲ့နင်တို့ကိုငါတနာတယ်နော်နင်တို့တယောက်တည်းဆိုတော့အထီးကျန်နေမှာပဲငါခုတကောင်ဘလောက်လဲငါခုတကောင်ကို9000စီ3ကောင်ယူရင်3သိန်းပေးမယ်ကောင်းပြီ3ကောင်ယူမယ်ငါငခုတွေဝယ်ခဲ့တယ်ဒီနေ့ငခုဟင်းချက်တော့မှာထမင်းနဲ့အရန်လိုက်ဖက်ပါတယ်ငါသည်မြစ်ထဲကလာတော့ကြောင့်ရေဖြင့်အရင်ဆေးကြောရပါမည်ငါခုံကြီးဖြစ်ပါတယ်ငါရှင်ဆိုရင်တော့အဖွားမကန်ရဲပါဘူးဒါကရောင်းတဲ့လူကတတ်ထားတာပါဒါကတော့နနွင်းမှုန့်နဲ့စားကိုရောပြီးလှီးပြီးသားငါးပေါ်ကိုဘယ်လိုနယ်ရလဲဆိုတာပါငါးဖယ်ချက်ရင်ရေအနှဲငယ်ထက်ချက်ဖို့လိုတယ်ပြီးရင်မြန်ကြက်သွားမယ်ချက်ပြီးတာနဲ့ဟင်းကစားလို့ရပါပြီပကံလုံးတစ်လုံးနဲ့ထည့်ပြီးထမင်းနဲ့တွဲစားပါငါအဖွားမေနဲ့ငါခုစားတယ်နင်ကတော့နင့်ချစ်သူနဲ့စားတာပေါ့အော်ငါမေ့သွားတယ်နင်ကချစ်သူမှမရှိတာ哦ကုန်းပေါ်မှာငမန်းကြီးတစ်ကောင်ရှိတယ်ငမန်းကြီးကငါ့နောက်ကိုလိုက်နေတယ်ကျေးဇူးပြုပြီးကဲတင်ပါကျေးဇူးတင်ပါတယ်ငမန်းကြီးထွက်သွားပြီထင်တယ်မင်္ဂလာပါရွာသားများကျွန်တော်နာမည်ကကြော်ကြီးပါကျွန်တော်အန်တီကြီးကိုဘာမှမလုပ်ပါဘူးသူကြောက်လို့ထွက်ပြေးတာပါကြော်ကြီးကကျမကိုဘာမှမလုပ်ပါဘူးသူကကြောက်စရာကောင်းလို့ကျမထွက်ပြေးခဲ့တာပါသူနေစရာမရှိဘူးလို့ပြောပါတယ်စားငါအိမ်မှာနေပြီးငါလဲကွက်တွေထဲဆန်ဆိုင်ဖို့ကူညီပေးလို့ရတယ်ကျမတို့လိုလယ်သမားတွေကြောင့်မြို့သူမြို့သားတို့ထမင်းစားရတာပေါ့အိမ်ပြန်ကြစို့မင်္ဂလာနနက်ခင်းပါလဲကွင်းတဲကိုသွားနေတာပါကြော်ကြီးကမနိုးသေးတာနဲ့ကျမမခေါ်တော့ပါဘူးလေခင်းထဲမှာပိုးကောင်ကြီးကဖြက်စီးနေပြီအဖွားလေတဲ့ရောက်နေပြီထင်တယ်ငါလိုက်သွားရတော့မယ်အဖွားဘာဖြစ်တာလဲပိုးကောင်ကြီးကငါ့လေကိုဖြက်စီးနေတယ်ငါဘာလုပ်တဲ့လဲငါမှအကြံတစ်ခုရှိတယ် MTA ပိုးသက်ဆေးနံပါတ်1ပလင်းတစ်လုံးပေးပါ Here you go MTA ပိုးသက်ဆေးကိုမင်းကင်တွယ်နိုင်ရင်မင်းကင်တွယ်နိုင်တယ်ပိုးမွာပိုးမွားတကောင်မြ MTA ပိုးသက်ဆေးနဲ့ထိတွေ့တွေမရှင်တန်နိုင်ပါ